relay ဆိုတာဘာလဲ relay ဆိုတာကိုသိတဲ့သူတွေအတွက်ရိုးရှင်းတဲ့ပစ္စည်းဖြစ်ပေမဲ့မသိတဲ့သူတွေအတွက်ကတော့ပင်တွေကိုကြည့်ပြီးတော့ခေါင်းရှုပ်သွားတာကြိုး connection ဘယ်လိုဝင်လို့ဝင်ရမှမသိတာဒီ diagram တွေကိုမဖတ်တတ်တာတွေဖြစ်တတ်ပါတယ်ဒီတော့ relay အကြောင်းကိုသိကျင်တဲ့မိတ်ဆွေတို့အတွက်ခေါင်းထဲမှာရှင်းရှင်းလင်းလင်းသိသွားအောင်ရှင်းပြပေးပါမယ်ဒီဗီဒီယိုကြည့်ပြီးရင် relay ဆိုတာကိုနောက်တစ်ခါထပ်လေးလာစရာမလိုတော့အောင်ကိုသိသွားပါလိမ့်မယ်relay ဆိုတာဘာလဲ relay ဆိုတာ switch တစ်ခုပါပဲခလုတ်တစ်ခုပေါ့ဗျာအမျိုးအစားတွေအများကြီးရှိပါတယ် electrothermal relay electromechanical relay solid state relay relay PTC relay potential relay current relay စသဖြင့်ဒီလိုအမျိုးအစားတွေအများကြီးရှိပေမဲ့အဓိကလုပ်ပေးတာကတော့ switch အနေနဲ့အသုံးပြုတာပါပဲဒီတော့မိတ်ဆွေတို့အနေနဲ့ relay မျိုးစားတွေအများကြီးရှိလို့ခေါင်းရှုပ်မသွားပါနဲ့ relay ကို switch အနေနဲ့အသုံးပြုဖို့သုံးထားတယ်လို့သိရင်လုံလောက်ပါတယ်ပထမဆုံးအနေနဲ့ electromechanical relay ကိုရှင်းပြပေးမှာဖြစ်ပါတယ် electromechanical relay electromechanical relay ဆိုတာ relay ထဲမှာရှိတဲ့ coin တစ်ခုကိုလျှက်စစ်ပေးပြီးတော့လျှက်စစ်တိုင်လိုင်းဖြစ်ပေါ်စေတာဖြစ်ပါတယ်ဒီလိုလျှက်စစ်တိုင်လိုင်းဖြစ်ပေါ်စေပြီးတော့အနီးနားမှာရှိတဲ့ contact point ကိုအကတ်အခွာပြုလုပ်ပေးတဲ့ relay ဖြစ်ပါတယ်သူထဲမှာလျှက်စစ်တိုင်လိုင်းဖြစ်စေမဲ့ coin တစ်ခုပါမယ် coin ပေါ်နားလေးမှာရွေလျားနိုင်တဲ့ contact point ပါပါမယ်ရွေလျားနိုင်တဲ့ T point ကနေလျှက်စစ်တိုင်လိုင်းအားကြောင့် NCNO ဆိုတဲ့ T point တွေကိုအကတ်အခွာပြုလုပ်ပေးတာဖြစ်ပါတယ်ရွေလျားနိုင်တဲ့ point ကို common C point လို့ခေါ်ပါတယ်ဒီတော့ relay တစ်လုံးမှာ C NC NO ဆိုတဲ့ point လေး၃ခုပါပါတယ် NC ဆိုတာ normally close ကိုခေါ်တာဖြစ်ပြီးတော့ relay ကို power မရောက်ခင်အခြေအနေမှာ C က NC နဲ့ထိနေမှာဖြစ်ပါတယ် NO ဆိုတာကတော့ normally open ကိုဆိုလိုတာဖြစ်ပါတယ် normally open ဆိုတာ relay ကို power မပေးခင်မှာ common point နဲ့လွတ်နေတဲ့ point လေးကိုခေါ်တာဖြစ်ပါတယ် relay ကို power ပေးလိုက်တဲ့အခါမှာ C ကနေ NC ကိုခွာပြီးတော့ NO ကိုသွားထိမှာဖြစ်ပါတယ် relay ကို power ရောက်တဲ့အခါမှာမိမိ control လုပ်ချင်တဲ့အရာကိုအလုပ်လုပ်စေချင်တာလားရပ်စေချင်တာလားပေါ်မူတည်ပြီးတော့ NCNO point ကိုရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်ရှင်းအောင်ထပ်ပြောရရင် relay ကို power မရောက်ခင်မှာ C က NC နဲ့ထိနေမှာဖြစ်ပါတယ် relay ကို power ရောက်တဲ့အခါမှာတော့တန်လိုက်အားကြောင့် C ကနေ NO ထိမှာဖြစ်ပါတယ်ဒီတော့ C NO NC ငုတ်3ခုရဲ့ coin power supply ပေးမဲ့ငုတ်2ခုရဲ့အားလုံးပေါင်းငုတ်5ခုရပါတယ်ဒါမျိုး point 5ခုပါတာကိုဒါမျိုး point ငုတ်5ခုပါတာကို single relay လို့ခေါ်ပါတယ်ခင်ဗျာ channel အပြင်ဆိုရင်တော့ channel တစ်စုံပါတယ်လို့ခေါ်ပါတယ် channel တစ်စုံမှာ C ရဲ့ NO ရဲ့ NC ရဲ့ငုတ်3ခုပါပါတယ်အဲဒီတော့ one channel relay ဆိုရင်ငုတ်3ခုရဲ့ coin power supply အတွက်ငုတ်2ခုရဲ့ဆိုရင်ငုတ်5ခုပင်ငုတ်5ခုပါတဲ့အားကို channel 1 channel relay လို့ခေါ်ပါတယ်2 channel ဆိုရင် channel 2စုံပါတဲ့အားကိုဆိုပါတယ် channel 2စုံပါတဲ့အားဖြစ်တဲ့အတွက် C NC NO 2စုံဆိုတော့6ခုရဲ့ coin power supply အတွက်ငုတ်2ခုရဲ့ဆိုတော့8ခု2 channel relay မှာငုတ်လေး8ခုပါပါမယ်3 channel relay မှာကြတော့ငုတ်7ခုပါပါမယ်4 channel ဆိုလို့ရှိရင်တော့ငုတ်14ခုပါမှာဖြစ်ပါတယ်ခင်ဗျာဒီ relay တွေမှာသုံးတဲ့ပင်ဟာအလုံးလားပင်အပြားလားပုံမူတည်ပြီးတော့မှတက်ဆိုင်ရာ relay ရဲ့ပင်အရေအတွက်နဲ့အရွယ်အစားအတိုင်း relay တွေကိုအသုံးပြုရမှာဖြစ်ပါတယ် relay ပင်အလုံးဆိုရင်အဝိုင်းဒီလိုအဝိုင်း relay base အဝိုင်းနဲ့လာမှာဖြစ်ပြီးတော့ပင်အပြားဆိုရင်တော့ဒီလို4000 base နဲ့လာမှာဖြစ်ပါတယ် electronic cut တွေမှာအသုံးပြုတဲ့ relay ဒီလို relay တွေကိုလည်း channel အလိုက်ခေါ်တာဖြစ်ပါတယ်အထက်ပါတိုင်း channel အလိုက်ခေါ်တာဖြစ်ပါတယ် relay တစ်ခုပါရင် 1 channel relay relay 2ခုပါရင်2 channel relay relay 3ခုပါရင်3 channel relay relay တစ်လုံးအလုပ်လုပ်ဖို့အတွက်ပေးရတဲ့ power supply voltage က5 volt 12 volt 24 volt 110 volt 220 volt စသဖြင့် relay ရဲ့ name plate ပေါ်မှာရေးထားတဲ့အတိုင်းအသုံးပြုရပါတယ်တခါတလေမှာကိုဖြိုလဲတဲ့ relay ကဟောင်းပြီးတော့ name plate မှာစာတွေမရှိတော့ရင် relay ထဲမှာရှိတဲ့ coin ပေါ်မှာကြည့်ရပါတယ် coin ပေါ်မှာသူအသုံးပြုမဲ့ voltage ကိုရေးထားပါတယ်ဒီလောက်ဆိုရင် electromechanical relay တစ်လုံးဘယ်လိုအလုပ်လုပ်လဲဘယ်လို connection တွေရှိလဲဘယ်လိုအသုံးပြုရမလဲဆိုတာကိုနားလည်လောက်ပြီးထင်ပါတယ်နောက်ပိုင်းနဲ့မှာကျန်တဲ့ relay အကြောင်းကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်
နောက်အပိုင်းထဲမှာကျန်တဲ့ relay အမျိုးအစားတွေကိုရှင်းပြပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်